အဲ့ဒါချွေးမခွေးမပေါ့ဟာလားစကပုံရှိတာဟာအဲ့လိုမျိုးနော် ကာခွေးလား ဟမ် ကာခွေးလားကာခွေးသား အော်ကခွေးသားအဖွားတရားပေါ့နော်တာသမီအရင်တရားကလာပြီးစွန့်ပစ်သွားတာပေါ့နော်မှန်လားဟာတာဖို့ပြစ်သွားတာလေဟာ ဟုတ်ကဲ့ တာရင်ပြစ်တာလား အဲ့ အမေဒီမှာပဲနေသူကလက်ပြခေါ်မယ်အဲ့လိုလား အဲ့လိုလား ဟောပါခွေးမပြစ်ခိုင်းတာလား အဲ့လို အော်တာနာမည်ရဲတော့ဒီဖုန်းထဲမှာကြည့်လဲနေလက်ပြခေါ်ကိုပြီးပါတာအပန်ယူပြီးတော့မအေကိုမောင်းချတာလားဟာ အဲ့လို ဟောအဲ့လိုပေါ့အခုဆိုရင်ပေါ့နော်ဒါကဘာလဲဟောဒါထောက်ချက်ပေါ့နော်အဖွားတရားပေါ့နော်တာသမီအရင်တရားကလာပြီးစွန့်ပစ်သွားတာပေါ့နော်မှန်လားဟာဒါပေါ့နော်ဒါဒီမိုက်တွေကဒီစိတ်ရောမိုက်တွေကသွေးရငွေလာတယ်ပေါ့နော်ဟုတ်လားနော်ဒီပေါ့အဖွားကိုဒီမှာလက်ပြသွားတာဘယ်သူအားပြသွားတာတာဖို့ပြသွားတော့လေဟာ ဟုတ်ကဲ့ တာရင်ပြစ်တာလား အဲ့ ဟိုအဲ့ဟိုဘာလဲတာရင်ကဘာဖြစ်လို့ပြစ်ခိုင်းတာလဲ ဒီလိုပါလေ ဟိုဘယ်လိုပြောပြီးပြစ်သွားတာ ဒီလိုတော့ရတော့ ဟောအမေဒီမှာပဲနေသူကလက်ပြခေါ်မယ်အဲ့လိုလား အဲ့လိုလား ဟောအောက်ကလေတစ်ချက်လည်းမိတာလားဟာဒီဘက်ချမ်း ရုပ်ကြဒီလောဘော တာသမီးဘယ်နှစ်ယောက်ရှိလဲ ပြောရ တာသမီးတစ်ယောက်တည်းရှိတယ်ဟုတ်လား ဟုတ်ကဲ့အားလုံးခုနှစ်ယောက်မွေးတာတစ်ယောက်မွေးတာတစ်ယောက်ပဲရှိနေ ဩ9ယောက်မွေးတာတစ်ယောက်ပဲရှိနေတာလား ဟုတ်ကဲ့ ဟုတ်လား9ယောက်အဲ့တစ်ယောက်ကယောက်ျားလေးလား ရတယ် မိန်းမရှိလား ရှိရ ဩသူကမိန်းမနဲ့သူဘာကြောင့်ပြစ်တာလဲဟော လာကြတာ သူ့မိန်းမပြစ်ခိုင်းတာကိုမေရင်ကို ဟုတ်ကဲ့ ဩတုံတတ်တရားရကြတယ်နော်မိန်းမတွေတကယ်ကြောက်ဖို့ကောင်းမလားလို့သူများသားသမီးပေါ့နော်အဲ့လိုမျိုးမခွဲသိဘူးပေါ့နော်ဟိုဗာလဲကိုကဟိုဗာသူများမိဘပေါ့နော်ဒါလူဘဝမှာဘလို့ပဲကောင်းတာတွေလောက်တာနော်ဘယ်နောက်ပဲဘာတွေပဲလောက်ခဲ့အဲ့လူတွေကစီဝိုင်းငရဲရမှာပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ သူဘုရားဘယ်သူပဲလောက်ခဲ့ပြောပြတာဘယ်မှာဖြစ်ဟိုကိုဒီများမိဘတော်မှာဆွန့်ပစ်ခိုင်းတယ်ပေါ့နော်ဒီရောင်းမတော်ဘူးလားဖြစ်တယ်ပေါ့နော်ဒါရောင်းမပစ်ခိုင်းတာလားဟာဆွေးမပစ်ခိုင်းတာလားဩဖွာပြောဖွာခံစားချက်ရှိတာလေးပြော ဒီမှာပြန်ဒီမှာပြန်ခါရဒါရကွာ ကားနဲ့လည်းပြစ်သွားတာလား ဒီမှာပြန်ခိုင်းတော့ဒါပြန်ခိုင်း ဆွေးမပစ်ခိုင်းတာလားဩ ဒီမှာလေ ဒါမှအားမရင်လည်းဒါဟိုတောင်းဝင်ယူပေးမယ်နော်ပါနော်ဘယ်နည်းစီဝါကြီးလဲပြစ်တာ ဝေးတော့ဝေးကောင်းရလာတယ် 3ရက်စီဝါကြီးလားဟာဩ ညမာလေးကဝါ ဒါပြောတော့နေတာပမာနေတာရယ်ဘွာပမာနေတာဟောမအူပင်ကပေါ့နော်ဒီရန်ကုန်မြို့အင်းစိန်ဟုတ်ပါဘူး ထောက်ကြမျိုး ဟောထောက်ချက်မြို့ဟိုအချိုရည်ဆိုင်ရှိအချိုရည်စက်ရုံရှိမှာပေါ့ကိုကာကိုလာစက်ရုံရှိမှာကိုလက်ပစ်ချသွားတာပေါ့နော်အဖွားမျိုးကပါမျိုး မဟုတ်ဘူးမအူပင်သောပဲနားတယ် အဲ့ဒါလည်းမသိ မဟုတ်ဘူးမျိုးอ่ะအဲ့နမဘယ်လောက်လဲဘာဘယ်ရက်ကွက်လဲဟမ် ဘူးရတာ ဟောအလေးလားရဒါဆွေမျိုးတွေရှိခဲ့မယ်ဆိုရင်တော့ပေါ့နော်ဟောပြန်ပြီးတော့ခေါ်ပေးပေါ့နော်တကယ်လို့မခေါ်ဘူးဆိုရင်ဘုသူကပေါ့ဘိုးဘရိတ်သာပို့ပေးရမှာပေါ့နော်ဒါရိတ်သာပို့ပေးတာအကောင်းဆုံးပဲဘာအိမ်ပြန်မလားရိတ်သာသွားမှာအိမ်မပြန်ဘူးလားဘာဖြစ်လို့ ရောပဲ ဟမ် အဲ့ဒါပါပဲရိတ်တာသွားမယ်တဲ့ ဩအိမ်ကလူတွေကအဲ့တားလက်ပြန်ခေါ်ရောသွားမှာ ဘာလို့ ဘာဖြစ်လို့ အားလို့ဘာလို့ နှိမ့်ဆက်လားဟော မရပါဘူး อืม ဒါရပြောရရတယ်တို့ရပါပါရတယ်ဒီကဲဒါဟိုဘာလဲဟိုပွားကြည့်တာ
မင်းလေးရောပကံရောမသိ ပကံတော့မရှိဘူးအောင်ကြီးအမတို့လည်းစိုက်ရုံမှနေရဆိုတော့ ဟောပကံလေးပါလေးပါဆိုဝယ်ပေးလိုက်မယ်နော်လောလောဆယ်နော်လောလောဆယ်ပကံဝယ်ပေးမယ်နောက်ပြီးသွားရင်ဟိုပါချစ်နောင် ဟုတ်ကဲ့ ချစ်နောင်စဒီမှာပဲပေါ့နော်ညိုက်ကြိုက်ချင်းရမ်းကြိုက်တာလေနော်ပေါ့နော်အခုတော့မှရင်ကောင်းနေမှာအနက်တော့လည်းထွက်နေဖားရီထိုးမှာဒီထိုးလို့မရဘူးကွာရေထိုးရမှာလက်နေကြနော်ပေါ့နော်ရေထိုးနော်ပေါ့နော်တိုက်ချင်းလုပ်ပြရမယ်နော်ဒီချိုးမှဟိုဘယောဂဖြစ်မှာပေါ့နော်အခုကအနန္တတွေမကောင်းအလေးပြင်းနေသွားရဘယ်မှာသွားတော့ကွာ ဟောရှူရှူပါပေါက်လေတဲ့ ဒီဘက်ပါနေရတော့ ခုနလေးပါပေါက်တယ် အဲ့ဒါကနည်းနည်းတန်တမမပဲရှိမှာပေါ့နော်တမလေးသွားနိုင်သေးတယ် ဒါလည်းမရတော့ခုနလေးမနေနေရတယ်ဘာတော့မပြောနဲ့ငါအတန်လေးကမထွက် ဘ ဘူး လူလူမကြိုက်ပြလိုက်ချင်းဘလူလဲ ခုနအဲ့လေးဘူးလည်းမစားခဲ့တော့ကြောက်ကုန်ပါအမမတော့လည်းတွေ့တော့အမမဖြစ်နေရလဲလို့ညမချောင်းနိုင်လားဆိုတော့ငါမပြောနိုင်အတန်မထွက်အတန်မထွက်တာအမလည်းဒီနာအကိုကြီးကြောက်တော့ဘူးနေတော့မကိုကြီးရလို့အဖေကဒီဘက်လေးကိုရွှေ့ပေးပါလားညီမရောက်ဆိုနေပူလို့ဆိုနေမှထားတယ်ညကြတယ်လေ ဖွားဖွားဟိုဗာလဲသူ့တောင်းဝင်လောလောဆယ်ယူပေးလိုက်နော်အဝင်ယူပေးလိုက်မယ်ဘလူလဲဆိုတော့ဒါချင်းအောင်ဝယ်ပေးမယ်တောင်းဝယ်ပေးမယ်စားတဲ့ကနေတိုင်းကြောက်ဥပါလိမ့်မယ်နော်အခုရိတ်တာဆိုတာဟိုသွားကြည့်နိုင်တယ်ဟိုဖုတုပုံရှိတာဟာရိတ်တာဆိုတာသွားကြည့်နိုင်သွားလို့မရဘူးကွာမှတ်ပုံနေလို့တယ်ထောက်ကန်တာလို့တယ်အများကြီးလို့တယ်အဲ့ဒါသွားမရှိမှထို့ကြတော့ရိတ်တာပို့လိုက်ပါလို့ပြောကြတယ်ပေါ့နော်ရိတ်တာဘယ်ရိတ်တာမှလက်မခံဘူးဖုတုမေးပြီးကိုယ်တိုင်ကိုကြသွားတော့မှလက်မခံအဲ့ဒါမှန်မှတ်ပုံနေစစ်တယ်နောက်တော့နောက်လာမှလာလို့ပါပြောတယ်ချိုးလူနာတွေဆိုရင်ဒါဟိုပါရဲ့ဟိုနောက်လာမှဆိုအစ်မပြေဘူးလေဒီကမရှိတော့စက်တင်စားမှအဆင်ပြေပါတော့နော်ဒါပေမဲ့ဟိုတချို့ကြတော့သေးဝဲချီဝဲတွေဟိုကလူးနေလဲလက်မခံအောင်လေအဲ့မှာကြတော့လေလက်ကွန်မမရှိရိတ်တာဆိုတာနည်းနည်းဟိုတော့ဖြစ်မှအဆင်ပြေတာပေါ့နော်အဲ့အတွက်ရိတ်တာဒီဗီဒီယိုဖိုင်မြင်လဲပေါ့နော်ခေါ်မယ်ဆိုရင်လဲ Messenger မှာဖုထုဆက်သွယ်ပေးပါပေါ့နော်ဖွားဒီဖွားရိတ်တာသွားချင်းနေပြီဟိုတားသမီးအိမ်မှာမနေချင်ဘူးတားလည်းနှိပ်ဆက်တယ်ဟိုပါချွေးမဟိုဗါလဲလက်စွန့်ပစ်ခိုင်းတာပေါ့နော်တားသမီးအဲသူ့ယောက်ျားကိုပေါ့နော်သူ့အမေကိုတပြစ်လိုက်တဲ့သူတားတယောက်တည်းမွေးလာတယ်အဲ့တားလည်းမိမောက်ကြောက်တာတားတီကိုလမ်းနေတာပဲတဲ့လောကရဲ့ကြောက်ဖို့ကောင်းတယ်နော်မိမတယောက်တက်ရင်တီပြက်တယ်ဆိုတာအဲ့ဒါဥစ္စာပေါ့နော်ဟုတ်အမဟုတ်ပါဘူးဥစ္စာလေးဥစ္စာပြောတော့ပေါ့နော်ဒါရဖွားပြောတာလေဟိုတကယ်ကြောက်ဖို့ကောင်းတယ်သိလားဗါလေဟိုဟုတ်ဗါလေအကောလုံးဟိုတက်ပြစ်တာလေဟုတ်ဟာဟိုဗါတာသမီရောတာသမီအရင်ရောဟိုဗါလေမိမရောဟုတ်ဟာမိမလည်းဟုတ်လို့ပြောမိမတရားလည်းအဲ့လိုပေါ့ဟိုဗါလေမိမတရားကလုံးတိုင်းဘာမှလုံးလို့မရအောင်ယောက်ျားလေးကုန်သိတယ်သိလားဟိုတော့ဘီကစ်တော့လေသိလားအဲ့ဒါပြောတာဘီကစ်တော့လေအဲ့မိမတရားကိုကြောင်လို့ဒီလိုပြောတာအားကိုကြောက်ကြောက်ဒီကြောက်ဒါဆိုရင်ကိုမိကရောက်မှဒါမစွန့်ပစ်သိဘူးပေါ့နော်မလုံးသိဘူးပေါ့နော်ဖွားကြည့်မှာနော်မေးကြည့်မှချက်လောက်အဖွားဘာမှစိတ်မပူနဲ့နော်ဒါလိုက်လို့ပြင်မယ်နော်ဖွားနော်ဒီပြာရိတ်တာဘာညာအစကုန်နော်အခု line ပေါ်လည်းတင်ထားပေးတယ်ဒီဖွားဖွားကိုမြင်ပေါ့နော်ဒီဗလဲဟိုဗလဲရိတ်တာဟိုဗဆက်ဆက်တဲ့ line ပို့ပေးမယ်နော်ပို့ပေးမယ်ဒါပို့ပေးမယ်နော်လောလောဆယ်ဒါချင်းအောင်လေးတကောင်းလေးစားကြတောက်ပြတယ်ကုန်လောက်ပါပြီနော်ဒီမမတို့ဒီလောက်တယ်ပေါ့နော်ကိုလောက်ပါပြီနော်ဘာမှမပူဘူးအော်ညနေကျရင်ရေချိုးရမှာနော်ဟုတ်တယ်ဒီချိုး အဝိသားတွေလည်းပူပါလား ပါဘူးမမတို့ပဲပေးရတာမတို့အဲ့လူစီတောင်းမှာ အော်အဝိသားတွေမှာပါလား ညစီတောင်းညစီတောင်း အော်ဘာတွေလိုအပ်နေလဲတော့ပြောပါအောင်ဘာတွေလိုအပ်သေးလဲ စားတာတောင်းတာကျတော့မတို့ကစက်ရောပါလေပေးတယ်လေအဲ့ဒါလေအင်းကျွေးတာဆိုတော့မတို့ဒီနေ့ကတော့ပူကြမလို့ဆိုတော့မင်းနဲ့ခင်းနေတာမတို့ကျွေးတယ်အဲကျန်တာပဲအမှချောင်းလေးချောင်းဆိုးနေတော့လေချောင်းဆိုးနေတော့ဒီတူကချောင်းနေတာပေါ့နော်လေသူကချောင်းတော်ဆိုးတယ် ဘ
ဘွားတကယ်အစင်မပြေဘူးတကယ်ဒုက္ခရောက်တော့ဗောနော်သားသမီးအရင်ကအဲ့လိုမျိုးဖြစ်သွားတာကြတော့မကောင်းလေဟုတ်ဟာဒဇင်ရဖြစ်တယ်ဆိုတော့ဒါချွေးမဖြစ်ခိုင်းတာလားဟာဟာချွေးမဖြစ်ခိုင်းတာလား တယ်တော့ အဲ့ဒါချွေးမဘွားကိုလုံးဝကြည့်လို့မရဘူးပေါ့ဟုတ်လား ပြောတယ်ဘူးပြောတယ် ဘယ်လိုပြောလဲ ပြောတယ်ပြောတယ် อืม နင်းရပြောရ အဲ့မှာသမီးတွေပါကြောကျွေးရ တွေ့တယ် ကျွေးတယ် တွေ့တယ်ပြောရပါ ဩပြောလဲပြောတယ်ကျွေးလဲကျွေးတယ်ဩပြောလဲပြောတယ်ကျွေးလဲကျွေးတယ်ဟိုပါကိုသားအရင်ကဘာဖြစ်လို့ပြစ်ချသွားတော့သူတတိယမရဘူးလားကိုမိရောမှာ လေ အဲ့ဒါသူကကိုမိပိုက်တော့မှပြစ်ထားပြီးတော့တိတ်တိတ်ကြည်ကြည်ပေါ့အဲ့လိုပေါ့သူရင်ထဲမှာသူအဲ့လိုခံစားနိုင်တယ်ပေါ့ဟာ လေ ဟုတ်လေယောက်ျားကြီးဖြစ်ပြီးတော့ကိုမိဘကိုပြစ်ထားသွားတယ်ကိုမိဘအဲ့လမ်းလုံးမှာတားတိုက်ပြီးလဲသိရင်လဲဘယ်လိုလုပ်မလဲဟာလေဖြတ်ပြီးသိသွားရင်ဘယ်လိုလုပ်မလဲအေးပတ်ပြီးသိသွားရင်လဲဒါသိတော့မှတို့ဟာတိတ်တိတ်ကြည်ကြည်မသိတော့ဘူးဟာဒါမိမတယောက်နဲ့ဂျမ်းနဲ့ပဲသူ့သိတယ်မိမတယောက်ပဲသိတယ်ပေါ့မအေးမသိတော့ဘူးပေါ့ တော့အခုပါတယ်ပေါ့ ကျွန်တော်လည်းမတွေ့ဘူးမကြောက်ဘူးအဲ့ဒါတွေအဲ့လိုစိတ်ဓာတ်မျိုးရှိတာကျွန် မ တော် တို့လည်းဒီလိုဒိုင်းပေါ်မှာပဲမြင်ပြီးတော့ဒီကလက်တွေ့ယူကိုရဖြစ်နေရတော့လေ ဘယ်လိုလဲ မတို့ဒီလိုမိဘတွေကိုဖုန်းပြတာလေဒိုင်းပေါ်မှာပဲမြင်ပြီးတယ်လို့ကိုယ်တိုင်လက်တွေ့မကြုံဘူးလေအဲ့ဒါကိုပြောပြတာပါရပွားနဲ့လည်းမတို့လည်းတော်တော်ရည်သက်ရှိတယ်ဒီကရှင်းပါကိုလာပြင်ထားတာဆိုတော့လေအဲ့ဒါ ဟောပြည့်တယ်နေတော့သူ အဲ့ဘူတူနဲ့တွေ့တာလည်းတော့သွားတယ် ဟုတ်တယ် ဘူတူကလည်းပြောချင်တော့ဒီနေ့မှရန်ကုန်ရောက်တာရန်ကုန်မှာအခုကအတူတန်းလက်လောက်တာပေါ့နော်ပြန်ပြီးတော့အကျွေးလက်ဆက်တဲ့လူတွေရောပေါ့နော်သူများဟိုတာရောလာတာရောအခုကဘူတူကရိတ်တာကိုသွားအခုရိတ်တာကိုသွားမှရိတ်တာမှလည်းတတ်တူကိုရှိတယ်ဒါပေမဲ့ရိတ်တာယောက်ျားလေးရိတ်တာယောက်ျားလေးဒီဆိုင်ဟိုတနေ့ခေါင်းကပြောက်သွားတယ်ရိတ်တာအဲ့ဒီမှာတတ်တူရောအဲ့ဒီဘဘွားကိုလည်းအဲ့ဒီမှာစုံစမ်းလိုက်အဲ့မှာလို့ပြီးတောင်းလိုက်ကိုကတတ်တူတယ်ဆိုတော့ဒီနေ့တော့ပြေးတူတော့ရမှာပဲလေဘာလို့လဲကိုယုံကြည်မှုတူတော့ရမှာပဲအဲ့ရိတ်တာတတ်တူရတဲ့ဘဘွားတရားဒီမှာဆုံးပြစ်တာတဲ့သာသမီကြီးလည်းပြန်မသွားချင်သာသမီကြီးကနှိမ့်သက်နော်ကိုနာနှိမ့်သက်တယ်အဲ့ဒါဘာသာတရားတော့ဘယ်လိုလဲဘဘွားစားမယ်တောင်းမယ်လည်းတောင်းလို့ဒီလိုအားလုံးနော်ရှင်းအောင်စောင့်သွားတာနော်ကံကောင်းတယ် ဟုတ်တယ် တော့ဒီရ ဟုတ်တယ် ဘုံကဆက်တဲ့အချိန်နဲ့ကွက်တိတယ် ဟောနေတယ် ဘုံကဘုဒ္ဓကဘယ်လိုဆိုတော့ဘုံနဲ့အများကြီးဆက်တယ်ဆိုတော့ဟိုကန်ညီမလည်းကန်တာလေခါကျရင်လေးမြစီးလိုက်တယ်ဟိုငါးတွေအရန်ကွဲသွားတယ်ဆိုတော့ခါကျခွင်းလိုက်တဲ့အချိန်နဲ့ အမခေါ်လိုက်တယ်နဲ့ ဟုတ်တယ်မတို့လည်းလည်းစိတ်အောင်မှာတိုင်း တနာဖို့ကောင်းတဲ့အရန်ပဲဟိုပြောမှဆိုတော့ဒါဟိုဘာလဲဒါအကျွဲကောင်းဆုံးမရှိသေးတယ်တိလား 50နဲ့ခုလေးနေတယ် ဒါအကျွဲကောင်းဆုံးပဲဒီကမိုးပြီးဟိုတော့ဒါဟိုကဒီအကျွဲကြတော့သွားနိုင်စားနိုင်သေးတယ်ပြောမှဆိုတာသမီးတွေရင်ဝင်ထဲမှာနေချင်းသေးတယ်ဟုတ်တယ်ဟာဒါတာသမီးရင်ဝင်မှာနေချင်း ဒီရထားမယ်ဆိုလို့ရှိရင်ကဲကဲမမောင်းဖြစ်ပါလိမ့်ဒီရနဲ့လည်းဖြစ်သွားတယ် ဟုတ်ဘဝစားနော်ဘကန်လေးပါထည့်ပြီလားဒီဘကန်နဲ့ထည့်ပြီလား ဟုတ်ရဲ့ ဒီဘကန်နဲ့ထည့်ပြီလားမနေ့ကသမင်းစားပြီလား ဟုတ်ရဲ့စားတယ်ဘာလို့ဒီနေ့ကုန်ပြေးတာဘယ်နေတော့ဒီပြီးစားနိုင်တော့ အခုသမင်းစားနော်ပါနော်ဒါပါ တက်တာ မင်းစီကြတယ်ပြုတ်တယ် တို့လည်းဒီတော့ကောင်းတယ်မ follow လုပ်တာအဲ့ရနေပြီးဖုန်းနံပါတ်လေး သူကအဲ့လိုလည်းမလုပ်ကြဘူး follow လေးလုပ်တာလေ ပုံရတယ်
တို့လောက်ထားတယ်တက်တော့ကောင်းတယ်ဖုန်းနံပါတ်ရှာပြီးဆက်လို့လည်းတော့အဲ့ဒါကဲ ဒီဘဝတော့နော်အကောင်လုံး live ပြီးတော့နော်စီစဉ်ပြီးလုပ်ပြီမယ်နော်အကောင်လုံးအကောင်းဆုံးဖြစ်အောင်လုပ်ပြီမယ်နော်ဒိတ်တာလည်းဒီကလုပ်ပြီနော် ဒီနေရာရာနေ ဗာလေဒါချွေးမဒီမှာဖြစ်တယ်လုံးပါ ဟာပထမနေ့ကတော့တာလာဖြစ်တယ်တော့ကျန်လာမားတယ်ကျန်လာမားတယ်ဒီမှာခဏဆောက်ပြီးပြောတာ ဟုတ်တယ်ဟုတ်တယ်သူကမပြောဘူး ပြောပါဦးဒါ နောက်တော့မှမလေးရမှာစပြောတာနော်မလေးရမှာပြောတာအားလုံးကို ဒီနေ့ကဒါလည်းနေတော့အတန်တော့မထွက်ဘူး ဓမ္မပုတုကလည်းဒီဘကိုးဘက်မှာလေကိုတရားကိုပြစ်သွားတာတွေ့တာဟာသုံးရတယ်ဟိုအောက်မှာလေးအဲ့တော့ဒီခက်တာပေါ့ ဒါလေးလည်းမမြင်နေတော့ ကိုလူကြီးကတော့တွေ့ရနိုင်ကိုလူကြီးတောင်းဒီလူကြီးတောင်းမှလို့လေ မတို့ အကျက်ဝယ်ပေးလိုက်မယ်လေနော် ဟုတ် ဒီပြလေးလည်းတစ်ပြောခေါင်းလေးရောပေါ့နော် ဟုတ် ဟိုမနေ့ပြန်ရင်စီစဉ်မိလိုက်လေဘာလဲပတ်စံဆွဲပြလိုက်မယ်နော်ဘယ်လောက်ခေါင်းကစားဖုန်းနံပါတ်သိတယ်မဟုတ်လားဒီကမှတ်လာယူသွားလိုက်မယ်နော် ရှိတယ်ရှိတယ် ဒါပပစားငယ်ပဲဥစ္စာပြောမှဆိုတော့ဒါသမီးရင်ကမှနေကျင်နေဖြစ်နော် ငယ်ငယ်ပေါ့ငါးတယ်ဖွင့်နေတယ်ငါးတယ်ဖွင့်နေတယ်ငယ်လေးတာပေါ့ဘာလဲငါးတယ်နေဒါအရင်မှန်းတယ် ဇက်ကနားဖြစ်နေတာ ဟောလည်းကျိုးတော့မနဲ့ဟုတ်အဲ့ဒါလည်းဘယ်လိုသွားလို့ရှာ အဲ့ကြောင့်မနေရတယ် အုပ်လေးလေးပဲလိမ့်ပေးလိုက်မယ်နော် နေရေချိုးပေးမလို့ ဒီချိုးပေးရမယ်ချိုးပေးလို့မရအောင် ဒီမှာကိုပြန်လာတာဒီမှာလည်းချိုးပေးလိုက် ဘာလို့လဲ ဒီမှာချိုး ဟောသေးတယ်သေးတယ်မှာ အဲ့ဒီကောင်းကောင်းခင်းတိုင်းလည်းဒီစက်ရုံနဲ့အတူတူပဲ အဲ့မှာဒီလိုခက်တော့ ဘိုးဟိုခေါ်ချိုးပြီးတော့ပြောတာဟုတ်တယ်အဲ့မှာ အဲ့မှာချုပ်ပြီးရတယ် အဲ့မှာချိုးပြီးလို့ရတယ်တဲ့ဟောဒီတိုင်းတာအပြင်းနဲ့မှာပေါ့ ဒါဒီနေ့ရေချုပ်ပြီးကိုစီပြလောက်တာဟုတ်တယ်ဟိုပါလေဒီဟိုဒိတ်တာသွားရင်တော့အကောင်းဆုံးလုပ်ပြီနော်ဆက်သက်ပြလိုက်မယ်မနော် လေးတာဆက်တဲ့ကကောင်းတာပေါ့လား ဟာကောင်းတယ်ဒါနဲ့ပြီးတော့မကြည့်နိုင်ဘူးညာလို့ကြည့်နေရပါတော့ဒါတော့ဆဲလာတော့ဆောက်တယ်ဒိတ်တာဟိုကဒိတ်တာလည်းလက်မခံဆဲလာတာသမီးကတကယ်စွန့်လွတ်တာနော်ဟုတ်တော့မိုက်ရိုင်းနေ ဟိုကြောက်ကြကောင်းအဲ့လို line တွေမှာမမြင်ဘူးဒါကိုယ်လည်းလက်တွေ့ကြုံရမှာတစ်ခါမှမတွေ့ဘူးဟုတ်ပါတော့ဘာမှမတွေ့ရတာပဲအဖွားတော်ကန်ကောင်းတယ်နော်ကန်ကောင်းတယ်ကုတုနဲ့လည်းကြုံလဲဆိုတော့လေဟုတ်တယ်အဖွားတော်ကန်ရောက်နေတော့တော်ထောက်ကြရောက်နေတယ်ဆိုတော့တို့နှစ်ယောက်လည်းအရန်ဝါသာသွားတာဖြစ်ပေါ်ဝါသာ ထီးလေးတော့ပါလားထီးရပါလားအော်ထီးလေးတော့ပါလား ဟုတ်လေဘူးရဲ့မှာဟုတ်တယ်သူအဲ့လိုပဲပြောတာကွာဒါပေါ်မှာတဲ့ကွာ ဒါလက်ပြန်ခေါ်มาလားဟာအခုလက်ပြန်မခေါ်တော့ဘူးပေါ့တားနာမည်ကဘာတူလဲ ရဲတော့ ဟမ် ရဲတော့ အော်ရဲစောအော်တားနာမည်ရဲစောရေဒီဖုန်းလေးပါကြည့်ရင်လဲနေလက်ပြန်ခေါ်အောင်ကိုမိပါအောင်နေလဲသိသွားရင်ဟိုပါငယ်ရိုးတဲ့ရမှာကောင် သူလည်းသားလေးမွေးနေတာပါ သားလေးတယောက်ဝင်လာတယ်သူလည်း တားလဲမွေးရတာဟောဒီဟာသမီးမွေးရတာလားအဲ့သမီးကိုချစ်လား ရေးတယ်ရေးတယ် ချစ်တာပေါ့။အော်အေးပေါ့ကိုမီးနဲ့လည်းခွဲတယ်နော်။ဒါအစသုံးမကြဘူး။မွေးလည်းမွေးထားပြရသေးတယ် နမည်ကဘယ်လိုလဲတားနမည်ဘယ်လိုလဲ ရဲစော ရဲစောရဲ့မိန်းမက တဲတဲ နမည်နဲ့ဟမ် နာမည်နဲ့လူလဲတော့မလိုက်ဘူး နမည်နဲ့လူနဲ့ အကျင့်နဲ့အကျင့်နဲ့ လားဟာနမည်ကအော်ကဘာလဲတားအပိုင်ယူပြီးတော့မအေးကိုမောင်းချတာလားဟာ အဲ့လိုပေါ့ ဟောအဲ့လိုပေါ့ဩ လူလား
တဲတဲကတားကိုအပိုင်ယူပြီးတော့မအေးကိုဒီလိုလမ်းဘေးမောင်းချတယ်ပေါ့ဟုတ်လား ဒါအလုံးလား ဖွားဘလို့ခံစားရတယ်အဲ့လိုမျိုးဘာပြောချင်လဲပြောဖွားပြောရတာမျိုး ဘာလို့ကောင်းပါလဲ တဲတဲကမောင်းချတာပေါ့နော် ကောင်းလာတယ်မဟုတ်ဘူးဒီဘက်ရတယ် အဖွားကြည့်နေအခု line ပေါ်မှာနော်လူတွေကကြည့်နေမှာပြောနေရတယ်ဟိုဘာတာပါအဲ့ဖွားရဲ့တာကိုပြောနေတာလေဝိုင်းပြီးတော့မလုံးတင် ဟုတ်တယ်မလုပ်တင်တယ် ချွေးမတွေဘာပြောချင်လဲဖွား ဘာလို့ဘာရတဲ့မျိုးဘာပြောချင်လဲဒီဘာနေစားရည် အဲ့ဒါချွေးမခွေးမပေါ့ဟုတ်လားတကပုံရှိတာဟာအဲ့လိုတော့နော် အဲ့လိုပေါ့ အဲ့လိုပေါ့ဟုတ်တယ်လေချွေးမခွေးမပြီတကပုံရှိတယ် လာခိုးလာ ဟမ် လာခိုးလာ ဒါခွေးသား အော်တာခွေးသားချွေးမခွေးမဟုတ်တယ်မှန်တယ်တိတ်မှန်တယ်အဲ့ဒါခါရအဖွားတခါတည်းတားမွေးတယ်ဟိုတခါတည်းချိုးလာမှာ ကောင်းလို့ပဲ ကောက်ချိုးတပ်ပလာမှာတော့တော့မကြတာနော်မေးတော့မှတချို့တွေမှာမေးတွေလိုချင်လို့ ဟုတ်တယ် ရှောက်ပြီးတော့ဟိုသားတွေလိုက်ဖြစ်နေကြတယ် ဟုတ်တယ်အတိုင်းပေါ်မှာတော့တော့ကြည့်ကြ နေရလိမ့်စာလေးမေးကြည့်ပေးပါလားတဲ့ဗမာနေတာလဲ မူး မဟုတ်ပင် ခရီးရလား ဟမ် မူးခရီးရလား ခရီးရလား ခရီးရလား ခတိရလားအော်မဟုတ်ပင်အားတဲ့နော်ဖွားတွေ့လာပြီးတော့ပြန်ပြီးတော့ဆက်သက်ပေးပါဗောနော်ဒါတာအရင်တရားကပြစ်ချသွားတာဗောနော်ဒါအရင်တရားအရန်တနာဖို့ကောင်းတယ်ဖွားခံစားချက်တွေအပြည့်ရှိနေမှာဗောမဟုတ်ပင်အားတဲ့အခုချိန်မှာပေါ့နော်တားတရားဟောပေါ့နော်ရေထဲနစ်နေပြီအဖွားကဲ့မရမဆိုကဲ့မကဲ့မယ် ကဲမှာပေါ့ဒီပါဖြစ်တာအဲ့လိုပဲဒီပါဖြစ်တာအဲ့လိုဒီပါဖြစ်တာအဲ့လိုဖြစ်တာဒီရတယ်အဲ့လိုဖြစ်တာဘယ်လိုလုပ်တတ် အခုကလေဘာဖြစ်လို့ကဲ့ရမှာလဲကို့သားအရင်ယူအခုပြစ်ချသွားတာ ရကဘာ ဟောချစ်တာပေါ့ကဲ့မှာပေါ့ဟုတ်လား ဟုတ်တယ် ဟောအေးပေါ့ကို့သားဖြစ်တာလေအခုချိန်မှာကို့သွန့်ပြစ်သွားလဲကဲ့မှာပေါ့နာမည်ဘယ်လိုလဲသားနာမည်က ရတော့ ဟမ်ရဲစော်ရေနင်းမေရတော့နေနေတယ်နေတယ်နေကြမယ်လို့ပြောတာမှာ तू ကအမေလောက်တဲ့လူကကဲမယ်တဲ့နေကတော့စွန့်ပြစ်နိုင်တယ်နော်နေကဗမာမဟူပင်ရွာတဲ့ဟုတ်လားမဟူပင်ရွာအကောင်ရေးမင်းအမြန်ဆုံးဒီဗီဒီယိုဖိုင်ကြည့်နော်မင်းတို့ထောင်ချမယ်တရားဆွဲလိုက်တော့မယ်ဟုတ်တယ်လေဟိုဘာတားဆိုမိဘအဲ့လိုပြစ်ဟိုရိတ်ဆက်မှုနဲ့မင်းတို့ကမျိုးလူဘဝမှာမထားတာကောင်းတယ်ဒါရပြစ်ပြစ်နဲ့ပြစ်ထုတ်မှရမယ်ဒီကောင်းတယ် ကျုံမှလူမဟုတ်ဘူးတော်သေးတာပေါ့မတတ်သွားတာပဲတချို့ဗီဒီယိုဖိုင်မှာမတွေ့တာတာအမေကိုပြန်တတ်တာတော့ရှိတယ်နော်အဲ့ဒါတွေကတကယ်လည်းရှိတယ် ကိုလည်းသူတို့လည်းလာမတွေ့ရင်ဒီကနေ့မှာခေါင်းသားမှာတူနေပြီးမှပွေပွေလေး မဟုတ်ပင်ပဲရက်ကွက်မှနေတာလေတဲ့ ခရီးရလား ခန္တီရလန်း ခရီးရ ခလေးလားဗာလဲ နားမ ခ လဲ ရီးရလား ဩမဟုတ်ပင်ပဲနားလေ ခရီးရလား ဩခဲရလန်းဟုတ်ကဲ့မဟုတ်ပင်ပဲနားလေတဲ့ခဏမင်းကြတယ် ခရီးရလား ခလေးရလန်းနဲ့ မနည်းနည်းလေးပြအောင်ပြောတယ်အဲ့ဒါမှ ပြအောင်ပြောလို့ခိုင်းတာလို့ပြအောင်ပြောပြပြပြောပါလား ဟုတ်လေဖြစ်တာတော့လေမပြအောင်မပြောနိုင်ဘူးဘွာလေဖြစ်တာတော့ဟိုစကားသိမ့်မပြောနိုင်ဘူးနော်ဘွာနော် အမတို့လည်းသွေးတော့ဆိုဒါတော့စကားမပြောနိုင် ဟုတ်တယ်ဒါကနေ့ပြောနိုင်တာ ဟောတွေ့ရှင်တော့အဲ့လောက်မပြောနိုင်နေဘူးလားဟာ ဟုတ်တယ်မပြောနိုင်ဘူးလေးတန်းလေးပဲထွက်သေးတယ် ဒါရမ်းချစ်တာအခုချိန်ကြီးချစ်နေတော့မယ်ဟုတ်လားဒါကိုချစ်နေတော့မယ်ဘာလဲချွေးမခွေးမချွေးမဟာချွေးမဘာဖြစ်လဲ ခွေးမ ချွေးမခွေးမဟုတ်တယ်လေ ဒါခွေးသား ဟိုဒါဘာဖြစ်လဲ ခွေးသား ဒါခွေးသားတော့ရက်ဆက်တယ်နော်သားနာမည်ကဘယ်လိုလဲ
သားနာမည်ကရဲစောတဲ့နေတာမဟုတ်ပင်ရွာပေါ့မဟုတ်ပင်မြို့တော့သားနာမည်ကရဲစောရေးနိုးမင်းနေပြစ်ထားရတယ်နော်အဲ့ဒါမေးမယ်ဟိုဘောနော်ကိုသားကြီးထဲမှာနေနေမယ်အပွား10မှာရမယ်ဆို10မှာအော်ရဲစောရဲ့မင်းလောက်ရက်တယ်နော်မပြောချင်ဘူးမင်းဦးထဲမှာရေနစ်နေတယ်တဲ့မင်းမေက10မှာဆို10မဲတဲ့အသက်ပေးပြီးတော့မင်းကဒီမှာလည်းပြစ်ကြတယ်နော်တော့ရုပ်မှလည်းကောင်းဘုသူကောင်လုံးတောင်းယူပြီးမယ်ဒီနော် ဟုတ်ကဲ့ အရင်သနာတကယ်သနာရပြီလားကိုချင်းစား အဲ့ဒါကြတာဟော ဒီကတင်တာပါနော်ဘာမှဖြစ်ဘူးသားရှိတယ်နော်အားတင်တာတော့ဘောနော်သားရှိတယ်နော်ဘာဖြစ် तू အမေမတော်လဲတားမိတော့မနော်ဒီကောင်နေညာကြီးပဲညညကြိုက်ချင်းကြိုက်တယ်ဗျာ ကြိုက်တာပေါ့ အဲ့ချင်းနဲ့ယောဂရတာအစားစားတာအစားမစားတာဘာမှမဖြစ်ဘူးအဲ့ချင်းကြိုက်တာပို့ဆိုးတယ်အဲ့မောရတာဗျာ လူညောင်းနဲ့ပြီးကြပါလေနားလေဟွာလေးနဲ့ဆိုတက်ရုံနားလေပြီးတော့မထုတ်ပေးဒီပါလေတောင်းသွားမှာလေ ဒီကဒါဆိုမဟုတ်ဘူးဗျာသူသိသွားပြီကိုမလေးပါဝိုင်းဖတ်ပြီးတော့ဒါပြောတာကအဲ့မမဟုတ်ဘူးကရေးတယ်ပုံမဲ့ဘူးပင်ရွာမရေးနေဘူးပင်မျိုးအားလူတွေပေါ့နော်ဝိုင်းဝိုင်းမြင်းများလေးရှဲ့ပေး ခိုင်းပြီးတာနဲ့ ခိုင်းပြီးတာလား ဩထိုင်းဒီတာလမ်းလား ခိုင်းပြီးတာနဲ့ ဩခိုင်းဒီတာလမ်းသိလားဩသိတယ်ထိုင်းဒီတာလမ်း ဒါပြန်မှသူပြောင်းပြောတာလေ ခိုင်းပြီးတာနဲ့ ဒါလက်ပုတ်ပေးတာလား ခိုင်းကြလားဟောသူပြောင်းမပြောကြလို့ သူပြမပြောချင် ကွာလောက်ပူတာအေးတောက်ကြည့်မှာပေါ့နော်ထိုင်းဒီတာလမ်းနဲ့ဥမာပိုင်ရှင်တော့တွေ့နေမဟုတ်ဘူးဗျာကြည့်ကြမဟုတ်ဗျာလူတွေဝမ်းများများလေးရှယ်ပေးပါပေါ့နော်ဒီဘဘကိုလည်းဆွေမျိုးတွေလည်းသိသိကျင်တယ်ပေါ့နော်ဒါပဲဒါအကျွဲကောင်းတော့မရှိသေးတယ်သိလားကျမကြီးကောင်းတယ်ဘာမှမဖြစ်သေးဘူးသိချလုံးကြီးဒါသားသမီးချင်းကမှတော့နေချင်ပါပေါ့နော်ဒါချွေးမတယောက်ကြောင့်နဲ့ဟိုချွေးမပြုတ်သွားတာသားသမီးကိုသားကိုပြစ်ခိုင်းတာပေါ့နော်အရင်တယောက်ချွေးမအေးသားမနော်ပေါ့နော် မရတကားမလို့တန်းတော့လာပြတာညာ ပြစ်တယ်တချို့ကျတော့ပြောမယ်ဆိုတော့ပြောရင်မရရအောင်လို့ ဒီပါမျက်လုံးကြီးရဲ့ ဟိုကကြပဲရော ရောက်ချာလာကြောတာ တာမှန်ကိုရည်